နေ့မြင်ညာပြောက်လေအခုတည်တဲ့ထဲမှာတထေးတွေလည်းအများကြီးပါတယ်နော်အဲ့ကြောင့်မို့လို့လူသားကိုလူသားတယောက်လိုဆက်ဆံပြီးတော့လူဘာအပေါ်မှာအနိုင်ကျင့်တာမျိုးမဟုတ်တာလောက်တာမျိုးလှိမ့်ပတ်လက်ပတ်တာမျိုးအဲ့ဒါမျိုးမလုပ်ကြပါနဲ့ကြားတယ်တို့လည်း10မိနစ်လောက်ချလွတ်တာသင်ကြောင်းပြန်လာအဲကြောင်းညံငါတို့ရောက်တော့တောင်ဘက်ကကြောင်းညံပြိုးနေအမေနဲ့ညီမတွေ့ပြီလားဘုန်းကြီးမတွေ့မိဘူးအဲ့ဒါကဒီဘက်လိုက်ကြတယ်လည်းမတွေ့ဘူးဒါဆိုရင်တော့လေသူတို့ပါသွားပြီပေါ့ပြိုကျတဲ့နေရာကိုစစ်ဆိုလို့မိနစ်10မိနစ်လောက်ရှိသေးတယ်ပြိုကျတဲ့နေရာတွေကအပေါ်တက်ကြီးတက်သွားတာအပေါ်တက်ကြီးတက်လဲစစ်ပြီးရောကဲခဏလေးပေါ့ခုလိုခိုင်းတဲ့ဒီနေရာလေးလေကောင်းလေဆန်းကြဆိုထိုင်းနေတဲ့အချိန်မှာအာကြီးပြင်းထန်တာလှုပ်တော့ပေါ့ကွာလှုပ်တဲ့ခါကျတော့ငါတို့လည်းလို့ပေါ့ကိုတက်နေတယ်ပြတန်ဖို့တွေရွနောက်ပိုင်းမရဖေလို့မရတော့တော့ဟေးလို့ငါတို့ကဒီခါတော့သွားမယ်အဲ့မှာငါလည်းမတက်ရလို့မရတာနဲ့ငါနိုင်ရတခုထိုင်းလိုက်တာထိုင်းပြီးတော့မှငါထိုင်းတဲ့အချိန်မှာပဲငါနေတဲ့အထက်ကဟိုတိုင်ကြီးတခုကခန်းထဲကိုပြုတ်ကြလိုက်တာငါမြင်လိုက်တာအဲ့ပြုတ်ကြပြီးတာနဲ့ခဏရက်တကိုက်ကိုတော့ငါနဲ့ဟိုအခန်းအတူစစ်တဲ့ဟိုသူကြောင်းပြန်ကြသူကြောင်းပြန်အတင်းကြောင်းပြန်လာအဲလမ်းကြလဲတခါလှုပ်ပြန်ရလှုပ်တော့အိမ်မှာငါတို့ထိုင်နေမှာဒရနာပန်လည်းပြူကြအိမ်မှာဒီတဲ့ကိုဝင်လာဘောကဝင်လာပြီးတော့မှငါအမေနဲ့ညီမရှိတာဟုတ်မှန်ပါဗျာအဲကြောင်းညံငါတို့တော့ပြူငါတို့တောင်ဘက်ကကြောင်းညံပြူနေပြစ်တော့ဟိုတို့ဒီဘောတို့ဘောကြမ်းမကြမ်းမသိအမေတို့မတေတို့ဘယ်လိုတော့ဟိုလွတ်ကြသလားဘာညာဆိုတော့တယောက်မှခေါ်လို့မရအဲ့ဒါဟာကိုတော်ရောပြောတော့ကိုတော်တွေကြည့်တော့လေကိုတော်တွေဘာမှမတွေ့တော့ကိုတော်ဒီဘက်ကျမှတွေ့တော့သူတို့မင်းတို့ရောဆိုတော့ဒီဘက်တော့ဖြစ်တယ်ဗျာတဲ့အမေနဲ့ညီမတွေ့ပြီလားဘုန်းကြီးမတွေ့မိဘူးအဲ့ဒါကဒီဘက်လိုက်ကြတယ်လည်းမတွေ့ဘူးဒါဆိုရင်တော့လေသူတို့ပါသွားပြီပေါ့ပါသွားပြီဆိုတော့ဟိုအကြောင်းမှာနိုင်ဝက်လောက်ကြည့်တော့ညီတယောက်ကလည်းရောက်လာတော့အဲ့လိုပေါ့ဟိုကြတော့ပထမဆုံးကငါမိခင်နဲ့ဟိုဟာညီမလေးရဲ့တွေ့ထိုးဆုံးနေတောင်းကဦးစင်းလေးတစ်ပါးကလည်းသူပဲငရင်လို့တို့အပြေးမှာနည်းနည်းလေးသူခင်များခြေခလုတ်တိုက်လိုက်သလားမသိဘူးအဲ့မှာလေခလုတ်တိုက်တော့တလန်းနောက်ကျသွားတာအပြူတဲ့ခေါင်းကြီးရဲ့အုတ်ခကြီးကခေါင်းပေါ်ကျပြီးအဲ့ဦးစင်းလေးကလည်းဆေးရုံလိုက်ပို့ရင်အဲ့နေမှာပဲပြန်တော်မူသွားတယ်နောက်ဟိုဘက်ကအာဂမနိဝေဒအကြောင်းကကိုတော်လေးတစ်ပါးကလည်းဒီတိုင်းပဲသူဟိုပေါ့ဟာကြအကြောင်းကတန်ကြလာပါအဲ့ဒါလည်းသူကလည်းအဲ့နေမှာလည်းတို့ကဒီထဲမှာ၄ဦးတန်ခါ2ပါးနဲ့ဒီဟိုတက္ကမ2ယောက်ပြန်တော့အသေးသွားတယ်ပေါ့နောက်အသိရတာဒီမှာကျတော့ဟိုဖြစ်တယ်လို့ပြောရတယ်ဦးစင်းလေးတစ်ပါးရဲ့အကူကဆွန်းလာပို့အဲ့ဒီဥပုံနေဘူးကွာသူတို့လည်းမထွက်နိုင်ဘူးလို့တော့သူသိရတယ်ဒါပေမဲ့ဘယ်သူမှအပေါ်ရဲ့ခက်သားကြီးဟောမငြိမ်ဘူးလေအဲ့မငြိမ်တော့အဲ့ဒီကတော့သူတို့ကတော့မနေရကြမှာဆုံးပြီးတဲ့3ရက်ကြာမှမနေရနေလေပိုင်း2နာရီလောက်ကြာမှဆရာတန်ဃာတော်တစ်ပါးနဲ့ဆိုတော့သူ့အကူနဲ့သူ့အကူရဲ့ဇနီးလေးခေါ်လို့ရတယ်တို့တော့လောလောဆယ်ငါတို့အကြောင်းကသိတာတော့လောလောဆယ်တို့အကြောင်းတို့တိုက်တာအနေနဲ့တန်ဃာတော်ကျန်တော်မူတယ်လို့အတည်ပြုနိုင်တာကတော့ဟောလောက်ရှိတယ်၄ပါးလောက်ရှိတယ်ကျန်တာတွေကတော့ဟောလို့လည်းတချို့မရသေးဘူးငါတို့ကတော့အဲ့လိုပဲအကြောင်းကြီးတွေကတော့ဟိုအကြောင်းမှန်တယ်များနှစ်တရာကျော်မှန်တယ်ကျောင်းမှန်တရားတော့ကျောင်းမှမကောင်းတော့ဒါအတိကျောင်းပဲကမ္မနိယာမဆိုတာတော့ဘာမှပြောလို့ရတဲ့အရာတော့မဟုတ်ဘူးလေကံသူ့ရဲ့ကံတရားဆိုတာလေတဘာဝဘေးဒဏ်ဆိုတာလည်းပြောလို့ရတယ်ဒါပေမဲ့တန်ဝေကအနေနဲ့ကတော့တန်ဝေကယူเสียဆိုတာဒါတွေဟာဟိုလူရောဖြစ်ဖြစ်ဘုန်းကြီးရောဖြစ်ဖြစ်လက်ရှိဘဝလေးမှာကြီးနိုင်ငံရင်းနေမလုံးတင်ဘူးနော်ကြီးနိုင်တယ်သူများမြဲခုံပေါ်စင်ကြံလျှောက်ပြီးတော့ဟိုငါးသားလည်းရင်ဆိုတဲ့မျိုးငါးမိသားဆိုတဲ့အများခုခေတ်ကြီးမှာဟိုမေတ္တာတရားထားတဲ့နဲ့ကုသိုလ်တရားကိုများများပြုသင်တယ်ဘာလို့တော့နေ့မြင်ညာပြောက်လေအခုတည်တဲ့ထဲမှာတထေးတွေလည်းအများကြီးပါတယ်နော်အဲ့ကြောင့်မို့လို့လူသားကိုလူသားတယောက်လိုဆက်ဆံပြီးတော့လူဘာအပေါ်မှာဟိုအနိုင်ကျင့်တာမျိုးမဟုတ်တာလောက်တာမျိုးလှိမ့်ပတ်လက်ပတ်တာမျိုးအဲ့ဒါမျိုးမလုပ်ကြပါနဲ့အဲ့လိုလုပ်ရင်ကိုလုံးသမျှတွေဟာဘာမှတကယ်တမ်းကျလည်းပါသွားတာမဟုတ်ဘူးကိုလုံးတဲ့ကောင်းတဲ့ကုသိုလ်ကံပဲကိုပဲကိုပါမှာမကောင်းတာကံလုပ်ရင်လည်းမကောင်းတဲ့ကံပဲပါသွားအဲ့တော့ကောင်းတဲ့ကံလုံးမှာကောင်းတဲ့အကျိုးရမှာအလုံးကိုပဲပြောချင်တာနော်ကောင်းတဲ့ကုသိုလ်ကံတွေကများများလုပ်ကြပါအကုသိုလ်ကံတွေရှောင်ကြပါအကုသိုလ်ကံကအာကြီးသွားရင်တော့ခံရမှာကွကုသိုလ်ကံအာကြီးရင်ဒါတို့လဲ10မိနစ်လောက်ချလွတ်တာ